Hello အားလုံးပဲမင်္ဂလာပါ။လွယ်ဒီနေ့တတအိတ်နေတော့မြင်းမြတ်ဆက်ဆက်အုပ်လေးကျိုးလိုက်ပါတယ်။ strawberry လေးပေါင်းလိုက်ပါတယ်။ strawberry ပေါင်းနည်းနည်းလေးပျော့သွားတဲ့အချိန်မှာနွယ်ဖိချီပါတယ်။ဇွန်းလေးနဲ့ချီရဲပြီးလို့ရှင်စကားလေးနဲ့တိုက်ပြီးတော့စစ်လိုက်ပါတယ်။အသီးလေးတွေချီတဲ့ဖိလက်နဲ့ဖိတဲ့ဆက်လေးကနွယ်မှာထားတာမရောက်သေးလို့ပါရှင်။ဒီကရှက်လာတဲ့ရောက်ပြီဆိုတော့ blender နဲ့ခြေစရာမလိုတော့ပါဘူး။အုပ်ကျထားတာလည်းရပြီဆိုတော့နွယ်ရောလိုက်ပါမယ်။ဗီဒီယိုထဲမှာမပါတာကနွယ် formula လေးတစ်စုံထည့်ပါသေးတယ်။ formula လေးထဲမှာချိုးချင်းအရသာလေးရမှာပါရှင်။ဒါကတော့မောင်နီကအခုတလောအတက်ဆန်းနေတက်နေတာပါ။ပါဆက်ထဲမှာလည်းဘာမှမကျွေးရသေးဘဲနဲ့ဝါပြနေပါတယ်။ strawberry ကိုပထမအောင်ဆုံးချိန်စားတာဆိုရုပ်ကမချူမချင်းရုပ်လေးဖြစ်နေပါတယ်။ကဲမမေတို့ရေဘာလေးပဲကြွေးအစ်စ်ဆန်းကျွေးရဲဆိုလို့ရှင် allergic ဆိုင်လေးတွေကိုစောင့်ကြည့်ဖို့မမေ့နဲ့နော်။